တောင်းဘူးနန်းငယ်နဲ့တောင်းဘူးနဲ့ နန်းငယ်နဲ့တောင်းဝင်နန်းတွေကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မမတို့ဘလူးခိန်းလေးစောပြမှာလဲဆိုတော့အစစာလုံးနဲ့အဆုံးစာလုံးကွာအဲ့လိုစာလုံးလေးတွေကိုမြို့နာမည်ပြောလို့ရတယ်အတင်းနာမည်လည်းပြောလို့ရတယ် စိုက်တဲ့ဟာပြောလို့ရတယ်အဓိပ္ပာယ်တော့ရှိရမယ် အထက်ပဲပေါ်ရမယ်ပေါ့ အစစာလုံးကအမလုံးကကျွန်တော်လုပ်ရမယ် ရတယ်အစစာလုံးငါလုပ်လိုက်မယ် ဆိုကျွန်တော်အဆုံးစာလုံး စပြီနော် ခါလေးဟာလားအာနဲ့ခါခွင်းနဲ့ ခါခွေးနာခါခွေးဆိုတော့ ရတယ် ရတယ်မမတို့မသိတဲ့စာလုံးလေးတွေတဲတဲတို့သိရင်တဲတဲတို့ကမအောင်မှာဝင်ရေးပေးနော် မတို့ကနည်းနည်းအကျုံမမြင့်ဘူး နောက်တစ်ခုစမယ်ခါခွေးခရမ်း โอเค ဝမ်းဝမ်းနော် တောင်းမှုနဲ့ငါနဲ့ တောင်းဘူးငါနဲ့တောင်းဘူး โอเคပါဦးမှုတောင်းဘူးနန်းငယ်နဲ့တောင်းမှုနဲ့ နန်းငယ်နဲ့တောင်းဝင်နန်းတွေ 3 2 1 go ရပါချူ ထားတယ်နဲ့ တီရှူ โอเคပါ ဘာနံပါတ်နော်ရကဟဲ့ ရကောအဲကျိုးရ နံပါတ်လေးမှာတောင်းဝင်တောင်းဝင်ဘူးနဲ့ခါခွေးနဲ့တခွန်း ပါတခု တခွန်းတိုင်းဖြစ် တကွန် ရငါဖြေတာနော်တခွန်း ဟုတ်တယ်ကျွန်တော် တခွန်းလေး မြင်းနေတယ်တွေ့လား တကွန်တော့မှတ်တယ် တော့မယ်ဟုတ်တယ်တမန်တခွန်းပြောတာကိုရောက်နိုင်တယ်မဟုတ်ဘူး ပါစား ပါပ ပါစားတခု ပါလေးမ လေးမလေး ဒါလေးနဲ့အားနဲ့ ဒါတွေနဲ့အားနဲ့ ဒါလေးနဲ့အားနဲ့ ဒါတွေနဲ့အားနဲ့ဘာမျိုးရှိလဲတဲဦး ကြောင်းစူးစမ်းနေတယ် နာမ ဒါလည်း ကတ် တာကြီးလား ကတကတိ ကန်တင်လေးရတယ်ကတိလေးရတယ် ကတိအဲ့ဘယ်လောက်ပြပါလဲ တမန် 6မှာ မဟုတ်6ငါဟုတ်တယ်ပါဆောင်ခန်းငယ်ဆိုရင်ပကံ ဟုတ်တယ် ခုနက နီးလေးကို 6မှာ ပုံမှန်ပကံနီးလေးစာလုံး စာလုံးနဲ့ အားနဲ့ စာလုံးနဲ့အားနဲ့ စာလုံးကအစားနော် ဆို မှန်မှန် မမအီရှုံးသွားပြီအတွက်ကြောင့်မမရေရောတနခါလေးလှလှလေးလေးပေးမယ်ညီမလေးလားညီမလေးကလှတယ် ဒီမလေးကလှပြီးသား အမောလည်းညလုံးပြန်ဖွင့်လို့လေးပါလားဟာ ရ တခြားတော့လုံးနေတော့ဟာ ရ ညလုံးဖွင့်လို့မရ တိတ်လိုက် လုံးနေ နေပါကဲတဲတုပ်လေးတို့ရေအခုကကြတော့မမအီကရှုံးသွားပြီဆိုတော့ လှရ အခုတခါလေးလေးပေးပြရတယ်နော်မမတို့မသိတဲ့စာလုံးအစအဆုံးစာလုံးလေးတွေကိုတဲတုပ်လေးတို့တည်ရေကမအမဝင်ရေးကဲနော် ပပ